သူကိုစီသမင်းစားမယ်သမင်းစားမယ်အတူဟိုကွာတောင်းတတ်ပါတဲ့မင်းတောင်းတဲ့လူရောမဟုတ်ဘူးငါတို့ကိုပညာမတက်တော့အနေခံရဘူးသူ့ကြောင်းထားမှုလည်းငါ့ကိုပတ်စံလုံးလုံးမရှိဘူးငါတို့ရပြည့်ရှင်ရအောင်အဲ့ဒါကိုကြောင်းတက်ရှင်လားကွကြောင်းတက်ရှင်တာတော့အမှန်ပဲအေးဒါဆိုမြင်ကြဦးလေးပတ်စံချကြည့်မယ်လေနော်ကြောင်းမတက်သူမြိုင်းအနေခံရခံစားရတယ်ဒီကျူတာပါခိုင်းတာပါရင်ကြက်တာသူတဲ့ငါဟင်းပဲငါဟင်းကြိုက်တယ်သားမှာကျွန်တော်ချွေအဲ့ဒါလောက်ဘလောက်လောက်ရတင်း50ဟောဟုတ်ပြီဒီချွေရောတော့တော်တော်ထိုးမှာပဲကွာအဲ့ဒီမဟုတ်ခဏပါလားဗျာအခုအမကျော်ဆယ်လေးလောက်ခဏလဲပြီပါကိုရကျွန်တော်တို့ကမှဘိုက်ပြက်နေတာနော်မဟုတ်ကျွန်တော်တောင်းမရှိရပြီမလား来，你大爷，你管你这些，我那你没得事呢，家里没我。ကွာဘာတိုက်ပါဖြစ်လာလဲငါညီရှင်မပတ်သက်သွားရှိရတယ်အခုမရှိပေးရဲ့ကွာအဲ့ပတ်သက်မင်းဘာလုပ်ဘူးလဲအဲ့သူလေးကိုစီတည်ရမလားတည်ရအဲ့ကောင်ကြောက်ထားပြီးမလို့ကွာဟောတိုင်းမင်းဘယ်လောက်လူပါလဲတို့တော့10ရင်းကွာဒါပေမဲ့9ရင်းဆိုလည်းချိန်ပါတယ်ကြံမြောက်လာခဲ့ရတယ်ဒါပေမဲ့ငါကြီးလာရှိရမှာရှင်မျိုးဆိုရုံရမှာမဟုတ်ကွာငါဆွေးကြည့်ပါတိုင်းရမင်းသူပဲကြောက်ချရမင်းလုပ်ပြလိုက်ကွာစင်ပြေရခါကျရင်ပြန်ပြီးဆက်ပါမယ်ဒီရပါတိုင်းရဟိုသူခင်မဲ့တော်တော်ဒုက္ခရောက်နေတယ်ဟာဘိုးစုကြောက်ထားလို့မရဘူးဘာလို့လဲဗျာခမရလို့ဗျာတုတ်ကလူပါဗျာခမရလူစင်းတော့ခွဲချလိုက်ကြဗျာတုတ်ကပိုလီယူရဖြစ်လာတယ်စိတ်ထားကြအဲ့လိုတက်ရှင်ဖြူစင်နေကြခမဒါမသိဘူးနော်ဘဝကကြမှာတယ်ဘာကြောင့်ရှုံးချကြတာလဲလူကိုလူလိုမြင်ရင်မုန်းဒီခြင်းတွေမရှိတော့တော့ဘူးခွဲတာစီထားတဲ့ဘဝတွေတဲ့လွန်လပ်ခြင်းတော့ရခြင်းငယ်အမြန်လာပေးပါခွဲဒီလွန်လပ်ခြင်းတွေရဲ့ချက်လေးတွေရှိရင်လည်းနည်းနည်းလေးတော့ထုတ်ပြပါလို့အလုံးရဲ့ကိုယ်သာအယူစားပြီးမခွဲနဲ့တကယ်တော့အလုံးကလူသားတွေပဲဝဲတာစီထားတဲ့ဘဝတွေတဲ့လွန်လပ်ခြင်းတော့ရခြင်းငယ်အမြန်လာပေးပါခွဲလိုမြင်ပေးပါကြည်ပါစေဒီဝေးကျွေးများလူသားတယောက်နဲ့တယောက်ကြောင့်ပါဝဲကြခြင်းတွေမရှိပါသေးလားရင်ဆိုင်နေတဲ့ခက်ခဲများပြင်ဆင်ရန်အချိန်တွေပေးပါငါတို့ရဲ့အရှင်ဘုရားတပည့်တို့ဘဝဇက်တိုင်းရှုနေခံရတဲ့သူများအနေခံရတဲ့သူရွှေကြီးမအမျိုးတော်ကြီးတဲ့သူတွေနဲ့ထမ်းမဆုံးပြီးတော့ပါဘူးဘုရားတပည့်တော်ရဲ့ဝိကျွေးဒီလောက်နဲ့ပဲကြည်ပါသေးတော့ဘုရား